ဘာကြောင့်ဒီဟာကိုဆက်ပြီးတိုက်ရမလဲဆိုတော့နိုင်ငံရေးအဖြေရှင်းဖို့ဆိုတာကမျောလင့်ချက်အင်မတန်နဲတယ်မြန်မာနိုင်ငံမှာအခုက2008အခြေခံဥပဒေနဲ့စစ်အုပ်ချုပ်ရေးကိုအသွင်ပြောင်းပြီးမှဒီမိုကရေစီမျက်နှာဖုံးဆွတ်ပြီးမှအုပ်ချုပ်နေတာဖြစ်တယ်ဆိုတော့လွှတ်တော်ထဲမှာဒီ2008အခြေခံဥပဒေကိုပြည်သူတရက်လုံးကမလိုလားဘူးဒီဟာကိုပြောင်းပလိုက်ရမယ်ဆိုပြီးမှကျွန်တော်တို့တောင်းဆိုကြတယ်လက်ရှိ NLD အစိုးရကလည်းပဲ2015ရွေးကောက်ပွဲမှာအခြေခံဥပဒေကိုပြောင်းပေးမယ်ဆိုပြီးတက်လာခဲ့တယ်သူအစိုးရတက်တဲ့ကုန်တော့မယ်ဘာမှမလုပ်ခဲ့နိုင်ဘူးသူလွတ်တော်အတွင်းမှာဒီလောက်အင်အားကြီးတဲ့အချိန်မှာတော့သူဘာမှမပြောင်းလဲနိုင်ခဲ့ဘူးနောက်တစ်ခေါက်ရွေးကောက်ပွဲမှာဆိုရင်ဘယ်လိုမှလည်းမျှော်လင့်ချက်မရှိဘူးသူပုံမှန်တစ်ခုတော့မပြောင်းနိုင်ခဲ့ပဲနဲ့ဒီနောက်တစ်ခေါက်ဆိုရင်သူ့ရဲ့အနေအထားကိုပြည်သူတွေကအရင်လောက်ယုံကြည်မှုမကောင်းတော့ဘူးဆိုတော့ဒီအခြေခံဥပဒေကိုပြင်ဆင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးဒီအခြေခံဥပဒေကိုမပြင်ဆင်နိုင်ရင် Federal ပြည်ထောင်စုတည်ဆောက်နိုင်မဲ့ဆိုတဲ့အမျှော်လင့်ချက်တွေရောစစ်မှန်သောဒီမိုကရေစီမဲ့ဆိုတဲ့အနေအထားတွေရောသူကမျှော်လင့်ချက်ကဝေးတစ်ထက်ဝေးသွားပြီအဲ့ဒီမှာဝေးသွားပြီဆိုတော့နိုင်ငံရဲ့စီးပွားရေးဒီအကုန်လုံးအရင်အမြစ်တွေကိုဒီမြန်မာစစ်တပ်ကနေပုံစံအမျိုးမျိုးနဲ့ကုမ္ပဏီနာမည်တွေအမျိုးမျိုးနဲ့သူကချုပ်ကင်ထားလိုက်ပြီထိန်းချုပ်လိုက်ပြီကြောက်စိမ့်တို့ဘာလို့တယံဇာရတွေတဘာဝရေနံတွေအကုန်သူကထိန်းချုပ်လိုက်ပြီဆိုတော့သူစီးပွားရေးကိုလည်းတွေးဆုပ်ထားတယ်ဗျာပြည်သူတွေစီမှာလည်းတိတ်ပြီးမှမရတော့ဘူးနိုင်ငံရေးမှာရောသူလွတ်တော်ထဲမှာရောအုပ်ချုပ်ရေးမှာရောအစစအရာရာကိုသူကဒီမိုကရေစီမျက်နှာဖုံးဆွတ်ပြီးမှဒီစစ်အာဏာရှင်စနစ်ခရိုနီဇမ်နဲ့ရောထားတဲ့ဟာကိုအနက်ဆိုင်ဆုံးသူကကင်ပယ်ထားလိုက်ပြီမြန်မာပြည်သူတွေဟာဒီလွတ်တော်တွင်နိုင်ငံရေးဒီရွေးကောက်ပွဲနဲ့အနေထားပြောင်းလဲပေးနိုင်မယ်ဆိုတာအရင်ခက်ခဲတော့ပြီကျွန်တော်မြင်တာကတော့ဒါကြောင့်မင်းတို့နိုင်မှာလားမနိုင်မှာလားတော့ကျွန်တော်တို့လာမမင်းနဲ့ပုံစံအမျိုးမျိုးနဲ့နိုင်အောင်ချသွားရတော့မယ်မဟုတ်ရင်တော့ဒီတိုင်းပဲကျွန်ဖြစ်ပြီးမှကျွန်တော်တို့ဘောတော့ဆုံးချုံမခံနိုင်ဘူးပေါ့ဒါကြောင့်ဒီတော်လန်ရေးခရီးကိုတော့ကျွန်တော်တို့ဆက်ရမယ်ရန်သူမိတ်ဆွေကိုခွဲခြားလို့မြင်အောင်ကြည့်ရမယ်ပြီးမှကျွန်တော်တို့စီစီလုံးလုံးနဲ့အလုပ်လုပ်ရမယ်လို့ကျွန်တော်ပြောလိုပါတယ်